အရန်အံ့ဩစရာကောင်းတာတခုညိုပြောပြမယ်အဲ့ဒါပါလဲဆိုတော့ညိုမနေ့တနေ့ရပဲဆူတောင်းလေးရအခုချက်ချင်းပြည့်သွားပြီအားလုံးလည်းသိကြလိမ့်မယ်အရင်နေ့ကညိုဗီဒီယိုလေးတစ်ပုတ်လုပ်ခဲ့တယ်ပေါ့နော်ညိုရဲ့ဘဝမှာသင်တန်းကြီးကြီးပြီးတော့မှတကယ်ကိုတန်ဖိုးရှိတဲ့ပညာရပ်တွေကိုသင်ယူလေ့လာနိုင်တဲ့သူဖြစ်ရပါစေဆိုပြီးတော့မှညိုဆူတောင်းခဲ့တယ်အဲ့ဒီဆူတောင်းအခုချက်ချင်းပြည့်သွားပြီဘာကြောင့်လဲဆိုတော့ညို့ဘဝမှာကိုယ့်အတွက်ဆိုပြီးတော့မှတခါမှမသုံးခဲ့ဘူးတဲ့ငွေပမာဏနဲ့သင်တန်းတစ်ခုကိုညိုကအလိုက်နိုင်လို့ပဲဖြစ်ပါတယ်ဒီလိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ဖို့ရတဲ့ညိုလုပ်ခဲ့ရတဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒီအရာလေးကပဲညိုတို့ရဲ့အခုလက်ရှိမပြောင်းလဲတဲ့ဘဝနဲ့ညိုတို့လိုချင်တဲ့ဘဝကိုချက်ချင်းပြောင်းသွားစေနိုင်တဲ့အရာပဲဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့ညိုရဲ့အတွေးကိုပြောင်းခဲ့တာပဲဖြစ်ပါတယ်နော်ပုံမှန်ဆိုရင်တော့ညိုလဲဒီဗီဒီယိုကြည့်နေတဲ့သူတွေလိုပါပဲတခုခုလောက်တော့မယ်ဆိုရင်မရနိုင်တဲ့ဘက်မဖြစ်နိုင်တဲ့ဘက်ကနေပဲအမြဲတမ်းစဉ်းစားပါတယ်အခုလည်းဒီတင်တန်းကိုအပ်တော့မယ်ဆိုတော့ဒီအချိန်ကနိုင်ငံရေးမကောင်းစီးပွားရေးမကောင်းတတိယကမ္ဘာစစ်တောင်ဖြစ်တော့မလားမသိဘူးအဲ့တော့ငါဒီအချိန်မှာဘာမှလုပ်လို့မရနိုင်ဘူးဘာလုပ်ငါမအောင်မြင်နိုင်ဘူးလှုပ်လိုက်လို့ဆုံးရှုံးသွားရင်ရောဘယ်လိုဖြစ်မလဲအဲ့တော့အခုချိန်မှာငွေရှားတာအရန်ခက်တယ်ငွေကအရန်ရှားတယ်အဲ့တော့ငါပြန်ရှာနိုင်မှာမဟုတ်မရှာနိုင်ခဲ့ရင်ရောပလုံသွားရင်ရောဘယ်လိုလုပ်မလဲဆိုပြီးတော့မရနိုင်တဲ့ဘက်မဖြစ်နိုင်တဲ့ဘက်ကနေပြီးတော့ပဲညို့ရဲ့အတွေ့အမြဲတမ်းရှိခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီမရနိုင်တဲ့ဘက်ကမတွေးဘဲနဲ့ညို့ရနိုင်တဲ့ဘက်ကနေပြီးတော့ညို့ရဲ့အတွေ့လေးကိုပြောင်းတွေးခဲ့ပါတယ်တင်တန်းတက်တဲ့သူတွေအများစုကိုလေ့လာကြည့်တဲ့အခါမှာသူတို့ဟာအခြေအနေတစ်ခုနေရာတစ်ခုကိုရောက်ရှိပြီးတော့မှတင်တန်းကြီးထပ်ပုံများတဲ့ဝင်ငွေရရှိပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်တယ်အဲ့ဒီလူတွေကိုကြည့်လိုက်လို့ရှိရင်လေလေ့လာသင်ယူမှုကိုအဆက်မပြတ်လုပ်ပြီးတော့မှလေ့လာသင်ယူမှုယူသွတ်ကြတဲ့သူတွေလည်းဖြစ်တယ်သူတို့လေ့လာသင်ယူမှုယူသွတ်ကြတယ်လို့ပဲသူတို့ရဲ့ကျွမ်းကျင်မှုတွေသူတို့ရဲ့အသိပညာသူတို့ရဲ့ခံယူချက်တွေကလည်းအရန်ကောင်းတာတွေ့ရတယ်ပြီးတော့သူတို့စီကအရန်ကြိုက်တဲ့ concept တစ်ခုကသင်တန်းကိုပေးလိုက်ရတဲ့ငွေဟာကုန်သွားတာမဟုတ်ဘဲနဲ့ဘယ်တော့မှမရှုံးနိုင်တဲ့အရင်းအနှီးအနေနဲ့ကိုရင်းနှီးမြုပ်နှံလိုက်တာပဲဆိုရဲ mindset လေးပေါ့နော်ပြီးတော့ဒီရင်းနှီးမြုပ်နှံလိုက်တဲ့ပမာဏထက်10ဆအဆ20ပြန်ရှာမယ်ဆိုရင်ရီမှန်းချက်ကောင်းနေလေသူတို့မှရှိကြတယ်ဆိုတော့ညိုကိုယ်တိုင်လည်းအတွေးပြောင်းလိုက်တယ်ဒါငါဘယ်တော့မှမရှုံးနိုင်တဲ့ရင်းနှီးမြုပ်နှံမှုကိုလုပ်နေတာပဲနောက်2နှစ်3နှစ်ဆိုတဲ့အချိန်ကာလမှာငါသုံးလိုက်တဲ့ငွေထက်10ဆအဆ20ပြန်ရှာနိုင်တဲ့သူဖြစ်နေလိမ့်မယ်ပြီးတော့ဒီထက်ပိုကောင်းတဲ့ဝင်ငွေဒီထက်ပိုကောင်းတဲ့ lifestyle မျိုးကိုရကျင်နေဆိုလို့ရှိရင်ညိုကိုယ်တိုင်လုပ်ငန်းကျွမ်းကျင်နေရမယ်အသိပညာရှိနေရမယ်ခံယူချက်ကောင်းတွေရှိနေရမယ်အချက်အဆက်ကောင်းတွေရှိနေရမယ်ဒါမှသာလေညိုလိုချင်တဲ့ပိုကောင်းတဲ့ဝင်ငွေပိုကောင်းတဲ့ lifestyle ကိုရနိုင်လိမ့်မယ်ဆိုပြီးတော့မှညိုအတွေးလေးပြောင်းခဲ့တယ်ပေါ့နော်အဲ့တော့ညိုကြားဘူးတဲ့စကားတစ်ခွန်းလေးရှိတယ်ကိုလုပ်ငန်းဟာကိုကြီးတဲ့လောက်ပဲကြီးပါတယ်ကိုဘဝဟာလည်းကိုမြင့်တဲ့လောက်ပဲမြင့်ပါတယ်ဆိုတော့ညိုတို့ဘဝတွေမြင့်ကြဖို့ရန်အတွက်ကိုရင်းနှီးမြုပ်နှံမှုလုပ်ရမယ်ဆိုတဲ့အတွေးကိုရဲတွေးပြီးတော့မှညိုဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်နော်ဆိုတော့ဒီလိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်သွားတဲ့အတွက်ညိုကတော့ကိုအရန်ကုန်ယူမိတယ်ပြီးတော့လာမယ့်တစ်နှစ်အတွင်းမှာလည်းအခုသုံးလိုက်တဲ့ငွေထက်10ဆအဆ20ပြန်ရှာနိုင်တဲ့သူဖြစ်လိမ့်မယ်ဆိုတာလည်းညိုယုံကြည်တယ်ပေါ့နော်ဒါအပြင်ညိုအခုလက်ရှိဝင်နေတဲ့ဝင်ငွေအများစုအားလုံးကလည်းညိုရဲ့ကျွမ်းကျင်မှုကနေလာတာပဲဖြစ်ပါတယ်ဒီလိုကျွမ်းကျင်မှုတွေရလာဖို့ရတဲ့ညိုလုပ်ခဲ့ရတဲ့အရာတွေအားလုံးကတော့လေ့လာသင်ယူခဲ့ခြင်းပဲဖြစ်ပါတယ်နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူကရောပိုကောင်းတဲ့ lifestyle ပိုကောင်းတဲ့ဝင်ငွေလိုချင်နေဆိုလို့ရှိရင်ညိုတို့ကိုကြီးအောင်ကိုမြင့်နေအောင်ကိုတိုးတက်အောင်လေ့လာသင်မှုတွေအမြဲတမ်းလုပ်ရမှာပဲဖြစ်ပါတယ်နော်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်လေ့လာသင်မှုလုပ်ဖို့ကလည်းအရန်လွယ်တယ်လို့ဝင်ငွေရှာဖို့အခွင့်အလမ်းဆိုတာလည်းအရန်ကိုလွယ်ကူပါတယ်နော်ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့သူကကိုယ့်ရဲ့ပိုကောင်းတဲ့ဝင်ငွေပိုကောင်းတဲ့ lifestyle တွေကိုလိုချင်နေဆိုလို့ရှိရင်တော့ညတို့ social media ကြီးကိုအသုံးချပြီးတော့မှစတင်ဖို့လိုပါတယ်အဲ့တော့ဘယ်ကနေစရမလဲမသိဘူးဘယ်လိုလုပ်ရမလဲမသိဘူးဆိုတော့မျိုးစီမှာ MOB ဆိုတဲ့2လကန့်တင်တန်းရှိပါတယ်ဒီတင်တန်းလေးကိုအပတ်စဉ်ဆက်ခွန်ကိုမကြခင်မှာဖွင့်ပေးသွားတော့မယ်ပေါ့နော်ဒီဗီဒီယိုလေးနဲ့အထူးချင်း9ဦးအတွင်းမှာပါခြင်းနေဆိုတော့လာဦးထားလို့ရပါပြီနော်ဆိုတော့ညိုဗီဒီယိုလေးကလည်းခွန်အားတစ်စုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်တော့ညို like share comment လုပ်သွားပေးခဲ့လို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်